တော့မင်္ဂလာကျွန်တော်ဒီနေ့မှာတော့ဒီခန်းစာပိုင်း3ကိုရောက်ပြီပေါ့နော်ဒီလိုပဲကျွန်တော်ဒီနေ့မှာနောက်ပတ်ထဲမှာကျွန်တော် comment ဒီပိုင်းတော့ကျွန်တော်ရတယ်ပထမဆုံးကျွန်တော်ဒီ lesson 3ရလာလို့ဆိုတော့ဆိုဒီခန်းစာမှာ internet နဲ့ပတ်သက်တဲ့အခြေအနေတွေကျွန်တော်ပြင်ပြမယ်အဲ့ဒါမှ data ချက်လို့ဒီလိုကြည့်စုံပြီးပြီဆိုရင်နောက်ထပ်တစ်ခုကတော့ ID ပေါ့ဆိုတော့ကျွန်တော်တော့ရတဲ့ကျွန်တော်တို့ရောင်းတိုင်းအချက်တွေအားလုံးပြရအောင်ဟုတ်တယ်ပြန်ပြရတော့ကျွန်တော် ID ပုံမှန်တုံးပြီးတော့ကျွန်တော်ကတော့ကျွန်တော် internet နဲ့ပေါင်းလို့ဆိုရင်ကျွန်တော်ဒီပုံစံဒီလိုလုပ်ကျွန်တော်ရောင်းတိုင်းလမ်းပြီးတော့ဖိတ်လိုက်တယ်နောက်ထပ်ကြာကျွန်တော်ကဒီမှာကြာရောင်းတိုင်းကျွန်တော် internet ရောင်းတိုင်းပြန်ပြီးအရင်ကပြန်တယ်ကြောက်ဖွင့်ပြီးတယ်နော်ဒီမှာကျွန်တော်ဖိတ်ကြကျွန်တော်တွားချင်တဲ့local host ရဲ့ကိုယ့်ရဲ့ internet တောင်းမတောင်းကိုကျွန်တော်စစ်တာပေါ့နော်အဲ့ဒါကျွန်တော်ရဲ့ ကျွန်တော် internet နဲ့အဲ့ဒါကျွန်တော်တို့ရတယ်ဒါကြ trace ဆိုတဲ့နိုင်လိုက်ကြတယ်ဒါကြတော့ကျွန်တော်တို့ရှိနေတဲ့နေရာကနေ Facebook စာတာကိုတွားလာဒီကြားရမယ်ကျွန်တော်ပြေးသွားတယ်လို့ပဲဒီနေ့ US ကိုတောက်ဆိုတာဒီပိုင်းဖြားမယ်ဆိုတော့ဒီလိုပဲသူ internet မှာလည်းနိုင်ငံတွေချပါတယ်ကျွန်တော်ကြည့်ဖြစ်ပါတယ်ခေကြီးတွေရှိတယ်အဲကြတော့that's not good ကြတော့ကျွန်တော်ရဲ့ idea ဆိုတော့ဘုံအားဖြင့်လောက်ခိုင်းတာဖြစ်တယ်ပြောဒီဖက်လောက်ထားလို့ဖြစ်တယ်ဒါကဒီလိုက်လို့ကျွန်တော်တော့နောက်ဆုံးထုတ်ပြန်တယ်ဝန်တို့ချိနေအားလည်းနေလိုက်တယ်ဒီတိုင်းနာထောင်းတော့လည်းဒီဆိုရကြလာစနေပါ ULS clear ဒီနေရာမှာကျွန်တော်ရဲ့ internet ရှိမရှိကိုရင်မဆုံးစစ်တာဖြစ်ဆက်နေတယ် ID GO ID တော့ဖြစ်ဆိုတော့ကျွန်တော်ရဲ့ internet တွေချက်လက်တွေဆက်လိုက်တဲ့အခါမှာတွေ့တယ်ကျွန်တော်ရဲ့အရောင်းတာကျွန်တော်တကယ်လို့internet ကျိုးနဲ့ချိန်ထားတဲ့ cable ကျိုးနဲ့ချိန်ထားဆိုတော့ cable ကျိုးချက်လက်တွေမြင်ရပြီးတော့ဥပမာလေးဆက်ခိုင်းချိန်ဆိုတော့အတက်တာဆိုတော့ကျွန်တော်တွေ့ရလိမ့်မယ်ဆိုတော့အဲ့တော့ကျွန်တော်ကျတော့ wireless နဲ့ချက်ထားဖို့ဖြစ်တယ် wireless နဲ့တွေ့ရမယ်အဲ့ဒါလိုမျိုး internet ကိုယ့်ရဲ့အချက်လက်တွေအားလုံးမရတည်လို့ဆိုရင်ကျွန်တော်ဘာလုပ်လဲဆိုတော့ကျွန်တော် IP ကိုမှကျွန်တော်ပေး pause နဲ့ off ဆိုတော့ထပ်ကြည့်ရအောင်ဒါဆိုကျွန်တော်ရဲ့ DNS ဆာဗာကိုပြန် DNS ဆာဗာရဲ့စကျွန်တော်ရဲ့အချက်လက်တွေအားလုံးကိုတွေ့ရတယ်ဒါကျွန်တော်အကြမ်းဖျင်းစစ်တယ်ဆက်တရပါတော့ကျွန်တော်ဒီ comment လေးကိုပြောရဆိုကျွန်တော်မတုံးဘူးဒီလိုကျွန်တော်ရဲ့ internet ကလည်းမလို့ကျွန်တော်ရဲ့ရှိတယ်ဒါကို just ဒီပို့လို့ရတယ်ဒီညမှာကျွန်တော်ပို့လိုက်တယ် user start လုပ်တယ်လို့ပြောတော့ကျွန်တော်ကပိတ်လိုက်တယ်ဒီညမှာကျွန်တော်ရဲ့ account ဒီလိုပြန်လို့ပြန်ဖွင့်လိုက်တယ်ဒါကြတော့ကိုယ့် internet မကောင်းလို့ဆိုတော့တော့ဒီလိုလိုက်ဒါတော့ဒီဟာတော့ကြာကျွန်တော်ဒါတောင်းတယ်လို့ဆိုရင်ဒီကမှာကျွန်တော်ဒါတောင်းတယ်လို့ဆိုရင်ဟင်းဆိုတောင်းမတောင်းဘူးဆိုရင်PRNG ဟင်းဆိုရင်ကျွန်တော်space facebook.com ထားရတော့ FAQE စီတော့ကျွန်တော်ဟန်တာ
ဒါကျွန်တော်ရဲ့ internet ဘာမှမတတ်ဖိတ်နေနဲ့ Facebook ရဲ့ server နဲ့ချိတ်ဆက်လုပ်တယ်နော်โอเคဒါဆိုရင်ကျွန်တော်ရဲ့internet ချိတ်ဆက်ပြီးတော့လိုက်တာလိုက်တာလေးကိုပြန်ပြီးရတာ apply format စီးလို့ဆိုရင်ပေါင်းတယ်အဲ့ဒါချင်တယ်ကျွန်တော်ဒီအဲ့ဒါကိုလည်းဒီကျွန်တော်ထပ်တောင်းလို့ရတယ်ဒီပြည့်ကျွန်တော် IP address က IP address 192.168.1.114 โอเคဒါဆိုလို့ရှိရင်ကျွန်တော်ဒီညမှာလည်းရတဲ့ value က apply form လို့ဒါဆိုလို့ရှိရင်ကျွန်တော်ဒါက internet ကိုပေါင်းလို့ပြောလို့ရတယ်ဒါဆိုကျွန်တော် ID ရတယ်ကျွန်တော်ရဲ့ ID ရတယ်ကျွန်တော်ရဲ့ ID address ကိုကျွန်တော်တော့ဆိုင်နေတယ်ဆို okay ဒီမှာလည်းကျွန်တော် ID address ကိုကျွန်တော်ဖိုင်ဟုတ်ကဲ့ရလာကပေါင်းဒါကျွန်တော်ရဲ့ ID address ကိုကိုယ့်ရဲ့နော်ဆိုတော့နောက်တစ်ခုကျ Facebook ကကျွန်တော်လက်ရှိဒီအော်ရစာပါကမ်းဆိုရင်ဒါကိုတုံးလို့ရတယ်ဒါကျွန်တော်တွားကြည့် CRACER နော် CRACER COOGLE တော့တဲ့ website ရဲ့ domain name ကိုရိုက်ထည့်လို့လည်းကျွန်တော်အဲ့ဒါရှင်လက်ရှိနေတယ်နိုင်ငံရဲ့ Google Service စာပါသူ့ရဲ့အဲ့ဒါသူ့ရဲ့နေစက်ကနေဖြစ်တယ်တော့သူကြော်ဖြားတဲ့နေဖြစ်တယ်ဒါတော့ချိန်ရတယ်လည်းကြားတယ်နေကြတယ်ကိုလို့ကိုယ့်ရဲ့ internet ကောင်းဖြစ်လို့လည်းကိုယ့်ရဲ့ဖြစ်တော်လေးချာချာလေးစောင်းOkay,ဒါကြောင့်လည်းဒီရဲ့ snap post လုပ်မယ်ဒါကချာဒီရှင်းရမယ်ဆိုလို့ Okay ဒါတကယ်ရှင်းနေတာဒါကကြတော့ Google ရဲ့စာပါဒါရဲ့လောက်တာကြော်ချရမယ်ဒါဒီကြော်ချရတယ်ဒါအင်ကနေထွက်သွားတယ်ဒီအင်ကနေထွက်သွားတယ်ဒီဟာလေးကြော်ချပြီးမှဒီ Google စာပါဒီရပြလာတယ်နော်ဒီ solution ကျွန်တော်ဆက်ကြည့်ရရတယ်နောက်ဆုံးတစ်ခုကကြတော့ကျွန်တော်ဒါပြချင်တယ် NS Mock-up ဆိုရဲဒါဆက်လက်လာတယ်နော်ဒါလည်းကျွန်တော်ဒါတို့ဒါလည်းကျွန်တော်helloဒီတော့နော်အဲ့ဒါကလည်းဆိုတော့ကျွန်တော်ရဲ့Google.com ရဲ့ ID အန်ဒီရိုက်တယ်ဒါကကျတော့ GOOGL ဆိုအန်ဒါတစ်ချက်ကဒါကြတော့ကျွန်တော်ရဲ့ဒါတော့Google.com ရဲ့ ID address ဖြစ်တယ်နော်ဒါကျွန်တော်ရဲ့ ID address ဖြစ်တယ်ဒါတော့ Google.com ရဲ့ ID address ဖြစ်တယ်နားလည်လို့ရโอเคဒါကျွန်တော်ရဲ့ကိုယ့်ရဲ့ ID address
sorry ဟုတ်ကဲ့တော့တော့ IDS ကိုလမ်းတွေပြလို့ကျွန်တော်ဒီမှာအားလုံးလည်းရတယ်ကျွန်တော်ဒါကို copy ပြီးတော့ဒီ analysis form နဲ့ချလိုက်ရင်ဖြစ်တဲ့တော့ကျွန်တော်ဒီလိုပြထားတဲ့စက်လေးမှာ IP control ဆိုတဲ့ command line ကိုတုံးပြီးတော့အဲ့ဒါမှကိုချက်လက် data ကိုပြည်စုံပြီးဆို IP control power select all ဆိုတဲ့ချက်လက်ပြီး DNS server ကစစ်တယ်နောက်ဆုံးကျတော့တော့ဆက်ပြီးအလုပ်လုပ်လို့ရှိရင်ဒီအောင်တာကိုစိတ်နှံပေးတယ်ဒီရင်ဖိတ်နောက်တစ်ခုကျတော့ဖိတ်ဆိုတဲ့ command line ကိုတူပြီးပြည့်IDS ကိုIDS ဆိုတဲ့ community ကိုလည်းတခြား community ကိုလည်းချက်လို့ရတယ်ဒါ trace source ဒီတော့ချင်းနဲ့စာပါနေရာကိုတော့တယ်ဗျာဒီကိုရဲ့ IDS ကိုတို့ရဲ့ပြောလို့ခိုင်းတယ်ဟုတ်ပါဘူးဒီလိုမှတ်တယ်အပြီးပြန်ကြည့်ကြ